မင်္ဂလာပါခင်ဗျာရွှေညမြေကကြိုဆိုပါရစေကျွန်တော်ရွှေညမြေရဲ့စာရေးဆရာပြည်တွင်ဆရာငင်းမြင့်မာပြည်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန်ရွှေညမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခင်ဗျာရွှေညမြေပြည်သက်ကြီးတဏိတာပင်မနွမ်းနေသမျှကိုတခဏတာပန်းတော်ဖြည့်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမှတ်သားနားဆင်ပြီးနေ့တင်မှာစိတ်သစ်လူသစ်ခွန်အားသစ်တွေနဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီစဉ်ရတနာများတိုးပွားပါစီကြောင်းစုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာညီမမှာပြီးပါချွေညာမိသားစုမှာကြိုးဆိုပါရဗျာဒီနေ့25ရက်2လ2026ဗုဒ္ဓနေ့ဖြစ်ပါတယ်ဗုဒ္ဓနေ့ရဲ့တဏိတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဗုဒ္ဓနဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတော့ဝါဒနဲ့အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတော့အဆင်ပြေတယ်တားအဆင်ပြေလာလားဆိုလည်းမဟုတ်ဘူးရောခင်ဗျအဓိကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာမိမိရလုံမှုတဲ့အကြောင်းခင်ဗျငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စကြောင့်အိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ဝါဒဖြစ်သွားတာတကယ်တမ်းကျအိုးအိမ်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာအဆင်ပြေပါတယ်ဗျာကိုယ့်အိမ်ကိုယ့်ရကိုယ့်မိသားစုကိုယ့်လုပ်ငန်းမှာတော့တည်တည်ငြိမ်ငြိမ်စုစုစည်းစည်းနဲ့အဆင်ပြေလေးဖြစ်နေတာဖြစ်ပါတယ်တကယ်တမ်းကြက်တာငွေကြေးနဲ့ပတ်သက်တဲ့ကံလေးတွေဖြစ်ပါတယ်။ဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့စီမပြေရတဲ့ခုနှစ်သားသမီးအားလုံးတို့ဒီကြာသာပတိနောက်ရက်ကိုလက်ခင်ဗျဖုံးလေးကိုကိုင်းပြီးဆူတောင်းမလားဒါမှမဟုတ်ရင်ပကံများလေးဗျပကံများလေးထမင်းသားတဲ့ပကံများဇလုံးမဟုတ်ဘူးဗျာထမင်းသားတဲ့ပကံလေးအဲ့ပကံလေးကိုကိုင်းပြီးမှဆူတောင်းဖုံးလေးကိုကိုင်းပြီးမှဆူတောင်းအတင်ပကံလေးရဲ့အတင်ဖုံးလေးရဲ့ကျွန်တော်လောက်ကိုင်းမကောင်းဘူးလောက်ကိုင်းကောင်းခြင်းနဲ့ကျွန်တော်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေပြတ်နေတယ်ကြက်နေတဲ့ကိစ္စလေးတွေစင်ပြေခြင်းနဲ့ကျွန်တော်မှအိမ်လေးလဲဆောက်ခြင်းနဲ့ဗျာကျွန်တော်အိမ်မှာရှိတဲ့အလုပ်တွေကလည်းအလုပ်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးခေါ်တာလေးတွေမလာသေးလို့အလုပ်ကလေးမရသေးလို့အလုပ်ကလေးလည်းရခြင်းနဲ့မွေးနေ့လေးလည်းလုပ်ခြင်းနဲ့အလူလေးလေးလုပ်ခြင်းနဲ့အဲ့ဒီကိစ္စလေးတွေကျွန်တော်မှတောကတွေရောက်နေရတယ်အိုးရင်လုပ်ကိုင်းနဲ့ပတ်သက်တဲ့တောကတွေငိမ့်ညောင်းအတင်ပကံများလေးကအတင်ဖုံးလေးကကုညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းရာဟုတော့အနောက်ပြောက်တော့ကိုလှည့်ပြီးမှခမရဆူတောင်းမယ်ဆိုရင်တော့ခင်ဗျပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့စင်မပြေဘူးဆိုတဲ့ပုံကူများရာဥတော့နောက်မြောက်တော့လဲပြီးဖုံးလေးရှိရင်ဖုံးလေးကိုင်းပြီးတော့ဆူတော့ပကံများလေးကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တစ်မှာပိတ်ဆို့နေတဲ့အိုးရင်လောက်ကိုင်းများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာမန်းနီငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စမှာငွေကြေးနဲ့ပတ်သက်တဲ့ရတယ်ပျောက်တယ်တန်ကုန်တယ်ငွေနိုင်နေပြီးတော့လက်ထက်ရောက်လက်ထက်ရောက်ဖြစ်ပြီးငွေကြေးနဲ့ပတ်သက်တဲ့စိတ်ထဲမှာအလိုမပြေမှုဖြစ်ပေါ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်အိမ်မိသားစုတဲ့လောက်ကိုင်းပေါ်မှာနည်းနည်းအားရောပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့တောကကြုံရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်တဲ့တောကဖြစ်တဲ့ခုနှစ်သားသမီးအားလုံးတို့ဒီတင်းနှင်းလာအရှိရကိုလက်ဖုံးလေးကိုကိုင်းပြီးဆူတောင်းမလားပကံများလေးကိုကိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့အတင်ဖုံးလေးရဲ့အတင်ပကံများလေးရဲ့ကျွန်တော်ငွေကြက်နေတယ်ကျွန်တော်လူချင်းတဲ့ငွေကဘယ်လောက်ပြကျွန်တော်ပေးတရားလေးကဘယ်လောက်ရတရားလေးကဘယ်လောက်ကျွန်တော်ပေးရန်ဇာတ်နဲ့လူချင်းသားလေးတွေငွေကြီးနဲ့ပတ်သက်တဲ့ကံလေးတွေပွင့်အောင်အတင်ဖုံးလေးကအတင်ပကံများလေးကကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းလေးစားစားနဲ့တင်းနှင်းလာအရှိရက်ကိုလက်ပြီးဆူတောင်းမယ်ဆိုရင်တော့အတင်မှာပိတ်ဆို့နေတဲ့ငွေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်ငွေကန်နေပိတ်တယ်ဆိုတဲ့ပုံကူများငွေအစင်မပြေဘူးဆိုတဲ့ပုံကူများတော့တင်းနှင်းလာအရှိရက်ကိုလက်ဖုံးလေးကင်ဆူတောင်းမလားပကံများလေးကိုကင်ဆူတောင်းမလားဆူတောင်းမယ်ဆိုရင်တော့တဲ့မှာပိတ်ဆို့နေတဲ့ငွေကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်စိတ်တွေပြောလားဆိုပြောပါတယ်တကယ်ပြောတာလားဆိုလို့မပြောဘူးကိုအိမ်ကိုရာမှာစက်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ပြက်နေတဲ့ပစ္စည်းတွေရှိတယ်မပြင်းနိုင်ဘူးဒါမှမဟုတ်စိတ်ဓာတ်တွေကျနေတယ်စိတ်ထဲမှာတစ်ခုကိုဖွင့်ပြောမှအားနေပြီးတော့တစ်ခုကိုပိတ်ဆို့နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ညစ်တယ်ဆိုတဲ့ပုံကူများတော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့တင်းနှင်းကနေတောင်အရှိမြောက်တောင်လက်ပြီးဖြစ်ပေါ်နေတဲ့အခက်အခဲတွေကြောအောင်အာလူကြော်လေးတစ်ခုလောက်ကိုကိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့သင်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရမှာဖြစ်ပါတယ်အသင်အာလူကြော်လေးရဲ့ကျွန်တော်စိတ်တွေညစ်နေတယ်ကျွန်တော်ညစ်တဲ့ကိစ္စတော့ဘယ်ကိစ္စကြောင့်စိတ်တွေညစ်နေတယ်ကျွန်တော်စက်ပစ္စည်းလေးတွေပြည့်နေမပြင်းနိုင်ဘူးအဲ့ပစ္စည်းလေးတွေကျွန်တော်ပြင်းနေတယ်ဗျာပြင်းစေနိုင်တဲ့ခွန်လန်းနေပေါအောင်ကြားနေတဲ့စိတ်ဓာတ်ကလေးတွေနဲ့ပတ်သက်တယ်မှာအများဆုံးတက်ကြွပြီးကျွန်တော်လူချင်းတဲ့ကိစ္စလေးတွေအဆင်ပြေရင်ပျော်ခွင့်ရအောင်
အသင်အာလူကျော်တွေကဖြစ်ပေါ်နေတဲ့အခက်အခဲကြောအောင်ကိုကြီးစောင့်ကြောက်ပါဆိုတဲ့အကြောင်းတနင်္ဂနွေထောင်အရှိမြောက်ထောင်လက်အာလူကျော်လေးတစ်ခုလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်စက်တီပြည့်နေတယ်မပြေနိုင်ဘူးလား။စိတ်တက်တည်ကြနေတယ်စက်ပစ္စည်းတွေဝယ်ခြင်းနဲ့အဆိုတဲ့ကိစ္စများတနင်္ဂနွေတောင်အရှိမြောက်တောင်လဲပြီးမှအာလူကျော်လေးတစ်ခုလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအများဆုံးရမှာဖြစ်ပါတယ်။ကိုယ်နဲ့နီးနဲ့ဆက်သက်တဲ့လူယောက်ျားလူယောက်ျားတွေနဲ့မှအိမ်မကပ်ဘူးလား။ခင်ဗျအိမ်တော့ကပ်ပါတယ်ပတ်သက်မှတ်ဘူးလား။ရွှေတွေပေါင်းထားလား။အလူတွေလှုပ်ချင်တာလားမင်္ဂလာလေးစောင်းခြင်းလားမင်္ဂလာလေးအလူတွေမှာရွှေတွဲလဲငွေတွဲလဲနဲ့နေခြင်းနဲ့ဆိုရင်တော့တောက်ကြမြောက်ရက်ကိုလက်ပြီးတော့ခမပတ်စံလေးတရွက်ကိုကိုင်းပြီးမှဆူတောင်းအသင်ပတ်စံလေးအိမ်ကလူယောက်ျားအိမ်ကပုကမှဖြစ်မှာပတ်စံအိမ်တော့ကပါတယ်ပတ်စံမှဘူးပတ်စံအမှဖြစ်မှာရွှေလေးလည်းပေါင်းထားတဲ့ရွှေလေးလည်းပြန်ရွေးခြင်းနဲ့အိမ်မှာမင်္ဂလာဆောင်တော့မှအလူလို့တော့မှပတ်စံလေးလူတယ်ရွှေလေးတွေလည်းလူတယ်ပတ်စံနဲ့ရွှေနဲ့ပတ်သက်တဲ့ကိစ္စလေးအများဆုံးဆင်ပြောင်းကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းလေးစားစားနဲ့တောက်ကြမြောက်ရလှဲပတ်စံလေးကိုင်းဆူတောင်းမယ်ဆိုရင်လူယောက်ျားမင်္ဂလာသွင်းရွှေကိစ္စများအဆင်ပြေမှာဖြစ်ပါတယ်ဒါကြောင့်ခင်ဗျလူယောက်ျားမင်္ဂလာတဲ့နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစင်မပြေဘူးဆိုတဲ့ပုံကူများတောက်ကြမြောက်ရကိုလက်ပြီးပတ်သက်လေးကင်ဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအမြန်ပြေဝသွားမှာဖြစ်ပါတယ်ဗျာကိုပညာရေးပေါ့နော်ဒီချိန်မှာတက္ကသိုလ်ဝန်ထမ်းတွေဖြည့်တော့မယ်ပညာရေးဖြည့်မဲ့လူတွေရာထူးတိုးခြင်းတဲ့လူတွေစာမအောင်ခြင်းတဲ့လူတွေလူတွေအကုန်လုံးဒီတနင်္ဂနွေတောင်အရှိမြောက်တောင်လက်အာလူကျော်လေးတစ်ခုလောက်စားပြီးမှဆူတောင်းအသင်အာလူကျော်လေးရဲ့ကျွန်တော်တက္ကသိုလ်ဝန်ထမ်း12တန်းနေစာမွေးတွေဖြည့်တော့မှာဖြည့်တဲ့ကိစ္စအောင်ခြင်းနဲ့ကျွန်တော်ရာထူးလည်းတိုးခြင်းနဲ့ဗျာမင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေစကားပြောတာဆိုတာအဆင်ပြေခြင်းနဲ့မြေယာလေးကလည်းပိုင်ခြင်းနဲ့မြေယာရောင်းဝယ်လေးကိစ္စလေးတွေလည်းအဆင်ပြေခြင်းနဲ့ဒါကြောင့်အထူးသဖြင့်တက္ကသိုလ်ဝန်ထမ်း12တန်းစာမွေးလေးအများဆုံးအောင်အသင်အာလူကျော်လေးကကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းလေးစားစားနဲ့တင်းငွေနေတော့အရှိမြောက်တော့လက်ပြီးမှအာလူကျော်လေးစပြီးဆူတောင်းရင်စာမွေးတွေဖြည့်ရင်အောင်မယ်ရာထူးတွေတိုးမယ်မြေယာတွေပိုင်မယ်မြေယာတွေနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအဆင်ပြေုံမကမင်းနဲ့ပြောသမျှဆိုသမျှများအများဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်စာမွေးဖြည့်ဦးကြက်တဲ့နေတဲ့ပုံကူများတင်းငွေနေတော့အရှိမြောက်တော့လှည့်ပြီးမှတစုံတယောက်သောသူကဆူတောင်းပြီးမှစပြီးမှဆူတောင်းမယ်ဆိုရင်တော့ဆူတောင်းခိုင်းတဲ့ပုံကူများစာမွေးတွေအောင်မှာဖြစ်ပါတယ်ဒါကြောင့်တက္ကသိုလ်ဝန်ထမ်းစာမွေးဖြည့်မဲ့ပုဂ္ဂိုလ်အားလုံးတို့ဒီတင်းငွေနေတောင်အရှိမြောက်တောင်လဲပြီးမှအာလူကျော်လေးတစ်ခုလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတို့ဖြည့်စုမဲ့စာမွေးများအများဆုံးလွတ်ကြောအောင်မြင်ပြီဖြစ်ပါကြောင်းလေးစားတင်ပြပေးလိုက်ပါတယ်ဗျာเนาะအဲ့ဒါလေးတစ်ချက်ရှိရနောက်ကိုနဲ့နီးနေဆက်သက်တဲ့ခီးစကားကိုသွားခြင်းတဲ့ခီးရတကူသွားနေရတကူပြောခြင်းတဲ့စကားတကူပြောနေရတကူဖြစ်ပေါ်တဲ့အခါမှာသွားတယ်လာတဲ့ခီးမှာအဖန်သီးချုံတောင်နေငွေကြီးနဲ့ပတ်သက်တဲ့အာရမတောင်းခံမှုတွေကြောက်နေရင်တော့ကျွန်တော်တို့ရဆိုလို့ရှိရင်တော့ဗုဒ္ဓတောင်ရက်ကိုလက်ဆက်လက်ကလေးကိုကိုင်းပြီးမှဆူတောင်ဆက်လက်တိုးလေးဖက်ချမ်းဆက်လက်အတူလေးပေါ့ဗျာစစ်ကြရမဟုတ်ဖက်ချမ်းဆက်လက်ကလေးကိုအတူလေးကိုကိုင်းပြီးမှအသင်ဆက်လက်ကလေးရဲ့ကျွန်တော်လေးသွားတဲ့ခီးတွေအနေကင်းညင်နေပြောတဲ့စကားတွေအစင်ပြေနေဗျာကျွန်တော်သွားတဲ့ခီးတွေမှာအနေကင်းပြီးပတ်သက်နေတောင်းတာဖာနာသီးတာချုပ်တော်နာဝေးပါသည်ကျွန်တော်ကိုကူညီစောင့်ကြောက်မယ်လူများပြီးတော့သွားသမျှကိစ္စများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြောကြအောင်အသင်ဆက်လက်ကလေးကကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရက်ကိုလက်ဆက်လက်ကလေးကိုင်းဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆိုနေတာသွားတော့ခီးများအနေကင်းပြီးပြောသောစကားများအောင်မြင်ကြောကြမှာဖြစ်ပါတယ်ဗျာအားကြောင့်အပြည့်နေသွားမယ်လာမယ်ဆိုရင်တော့ဗုဒ္ဓတောင်ရက်ကိုလက်ဆက်လက်ကလေးကိုဆက်လက်ဟိုမဟုတ်သူများဆက်လက်ပြေးလမ်းမှာတွေ့တဲ့ဆက်လက်ပြေးကောက်ပြီးမှဆူတောင်းပြီးမှသွားမလာမယ်ဆိုတော့အနေကင်းပြီးရှင်းသွားမှာဖြစ်ပါတယ်ကိုနေနီးနေတတ်တဲ့အစုအဖွဲ့ကိုရင်ကိုရကိုမိသားစုကိုလုံငန်းမှာအဖန်သီးချုံတော်နေကြလားငွေကြီးအဓမ္မတောင်းခံမှုတွေရှိလားပြဿနာတွေဖြစ်မှာကြောက်လားအနော်ရေးပေးလေးပေးငလင်ပေးတွေကြောက်သလားကိုချိန်မှာအေးနဲ့ပတ်သက်တဲ့ယောဂမိုးရွာသွန်းမှုအချိန်ကားမိုးရွာသွန်းမှုကိစ္စတွေဖြစ်နေပြီတဘာဝဘေးကနေကြောက်တယ်ဆိုရင်တော့ကျွန်တော်တို့ကကြာတာပရိအနောက်ရက်ကိုလက်ပြီးမှလက်ဖက်ကလေးကိုကိုင်းပြီးမှလက်ဖက်အသားလေးကိုကိုင်းပြီးမှဆူတောင်းအသင်လက်ဖက်သားလေးရဲ့ကျွန်တော်မိသားစုမှာလည်းပြဿနာကြီးငြိမ်းချမ်းခြင်းနဲ့အဖန်သီးအချုံနှောင်းနေသဘာဝဖြစ်တဲ့ရေးပေးလေးပေးတွေဝေးခြင်းနဲ့လူလုတဲ့စစ်မဲ့ရေးတွေဝေးခြင်းနဲ့မင်းရဲ့လောဘဒေါသတွေဝေးခြင်းနဲ့ဗျာဝေးစေနိုင်တဲ့အခွင့်အလမ်းတွေပေါ့အသင်လက်ဖက်ကလေးကကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းလေးစားစားနဲ့ကြာတာပရိနောက်ရက်ကိုလက်ဖက်ကလေးကိုင်းဆူတောင်းရင်တော့အနေကင်းပေးရှင်းပြီးအစင်နေပြေမှာဖြစ်ပါတယ်ဗျာဒါကြောင့်ဒီကံလေးတွေစားမဲ့ပုံကူကတော့ခင်ဗျာကြာတာပရိနောက်ရက်ကိုလက်ဖက်ကလေးကိုင်းပြီးမှဆူတောင်းအသင်လက်ဖက်ကလေးရဲ့ထ
ဒီကံလေးတွေစမ်းတော့မယ်ဒီကံလေးတွေစမ်းတဲ့အခါမှာကျွန်တော်တို့အောင်ပါလေးထီလေးတွေစမ်းမယ်ထိုင်းနိုင်ငံမလေးရှားနိုင်ငံစင်ကာပူနိုင်ငံအသီးသီးမှာရှိတဲ့ဒီကံလေးတွေစမ်းတော့မယ်စမ်းတဲ့ဒီကံလေးတွေအဆင်ပြေခြင်းနဲ့အဆင်ပြေတဲ့နိုင်တဲ့အခွင့်အလမ်းတွေပေါ်အောင်အတင်းလက်ဖက်ကလေးအကူကြီးစောက်ကြောက်ပါကျွန်တော်တို့ဒီနေ့မှာဖြင့်6တို့ခွန်းတို့ပါတဲ့ grand လေး6ခွန်ပါတဲ့ grand လေးတွေကန်ဆန်းတော့မယ်ကန်ဆန်းတဲ့ကိစ္စလေးအဆင်ပြေခြင်းနဲ့အဆင်ပြေတဲ့နိုင်တဲ့အခွင့်အလမ်းတွေပေါ်ကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းကြာတာပရိနောက်ရက်ကိုလက်ဖက်ကလေးစားပြီးဆူတောင်းရင်တော့တင်းထဲမှာပိတ်ဆို့နေတဲ့ဒီကံများပွင့်ပြီးငွေကြေးများဆူလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာဒီနေ့ကတော့ခင်ဗျာတခုခုသွားမယ်လာမယ်ချစ်ခင်များနှုံမှုတွေနဲ့ပတ်သက်တဲ့အဆင်ပြေခြင်းနဲ့အန်တရယ်ဒီဝေးခြင်းတော့ခင်ဗျာဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးမှခင်ဗျာသွားမယ်လာမယ်ဆူတောင်းမယ်ချစ်ခင်များနှုံမှုနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပါသည်သွားတယ်လာတဲ့ကိစ္စမှာကိုကြီးဆောင်ကြတဲ့လူတွေပေါ်ပါသည်အနေပြီးမဲ့လူတွေဝေးပါသည်ကြောင့်သွားကနေလာကနေမှဗုဒ္ဓတောင်ရက်ကိုလက်ထက်မှာဘာမှမကြိုက်မနဲ့ဆူတောင်းသွားမယ်ဆိုရင်တော့ချစ်ခင်များနှုံပြီးတော့အနေကင်းပေးရှင်းပြီးသွားသမျှလာသမျှလှုပ်သမျှကြိုက်မှအဆင်ပြေမှဖြစ်ပါတယ်ဗျာကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စမှာဒီချိန်မှာအေးပတ်တဲ့ယောဂခင်ဗျာဘိုက်နာတဲ့ဘိုက်အောင်တဲ့ယောဂတွေဖြစ်တတ်ပါတယ်အေးနေတဲ့အတွက်ခါနုနုထွေးထွေးနေပါခင်ဗျာယူနစ်ပူပူလေးတွေတောက်မယ်နော်အဲ့ဒါလေးတွေတောက်မယ်ကျမကြီးမကောင်းရင်တော့စနေတောင်နောက်တောင်တော့လှည့်ပြီးမှရေဦးတောက်တာမဟုတ်စားတာမဟုတ်ရေဆေးပြီးယောဂကိုပြောက်ကင်းသေးတယ်ဆေးပေါင်းတာပေါင်းနေတဲ့စားတာတောက်တာပါလို့ဆူတောင်းပြီးစားမယ်တောက်မယ်ဆိုရင်တော့တင်းနေရဲ့ယောဂများအများဆုံးတက်တာပြောက်ကင်းသွားမှာဖြစ်ပါတယ်ဗျာလက်ရှိနေရတဲ့တိုးတဲ့ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့ခင်ဗျာကြာတာပရိနောက်ရက်ကိုလက်ဘာမှမကိုင်မနဲ့ဆူတောင်းမယ်ဆိုရင်တော့လက်ရှိနေထားတဲ့ပုံမှုတိုးတက်ပြီးတော့အောင်မြင်ကြော်ကြသွားမှာဖြစ်ပါတယ်ဗျာကျမကြီးမကောင်းဘူးလားလူမျိုးကြီးမကောင်းဘူးလားအဖက်ဘက်ကနှိမ့်ကြနေတာနေစရာစားစရာဝတ်စရာတခုခုနဲ့ပတ်သက်လို့နှိမ့်ကြနေရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့အင်္ဂါတော့အရှိတောင်တောင်လှည့်ပြီးမှကျွန်တော်တို့ခမရအိမ်မှာဖျောင်းတဲ့မီလေးကိုထွန်းပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင်တင်းတို့မှာပိတ်ဆို့နေတကူများအများဆုံးတက်ပြီးတော့ကျမကြီးကောင်းလာမယ်စီးပွားရေးကောင်းလာမယ်လူမှုရေးအဆင်ပြေလာမှာဖြစ်ပါတယ်ဗျာစားစရာဝတ်စရာနေစရာနဲ့ပတ်သက်လို့ခက်ခဲဖြစ်ရင်တော့တင်းတင်းလာအရှိရကိုလည်းပြီးမိမိစားလို့တဲ့အစားအစာများမိမိဝတ်လို့တဲ့အဝတ်စားများမိမိနေလို့တဲ့အိမ်နဲ့ပတ်သက်တဲ့ကိစ္စများခင်ဗျာလက်ထက်မှာဘာမှမကင်မနဲ့တင်းတင်းလာအရှိရလှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ပိတ်ဆို့နေတဲ့စားဝင်တွေနဲ့ပတ်သက်တဲ့ကံများလဲအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုခင်ဗျာမနာလို့မရှုစိတ်တဲ့လူများလားမုန်းတီးတဲ့လူများလားကိုရဲ့အမိန့်တွေကိုမနာခံမှုလားတော်လန်ပုံငန်းတဲ့လူတွေရှိလားနောက်ကျောဓာတ်နဲ့ထိုးမဲ့လူတွေရှိနေရင်တော့ကျွန်တော်တို့ရစနေတောင်နောက်တောင်တော့လှည့်အင်္ဂါတောင်အရှိတောင်တော့လှည့်ပြီးမှကျွန်တော်တို့ခင်ဗျာဆူတောင်းမယ်ဆိုရင်တော့သွားသမျှလာသမျှလှုပ်သမျှကိုင်းသမျှအမြန်ဆုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဗျာเนาะအဲ့ဒါလေးတွေကျွန်တော်တို့ဒီနေ့ကအင်္ဂလိပ်လို24ရက်နေ့ဖြစ်ပါတယ်ဗျာကျွန်တော်တို့က25ရက်အတွက်တရက်စောပြီးမှကြိုတင်ပြီးတော့ထုတ်လို့နေတာဖြစ်ပါတယ်အင်္ဂလိပ်လို25ရက်29 27ကတော့နှစ်လပိုင်းမှာရက်ကောင်းရက်သက်တွေဖြစ်ပါတယ်အိမ်နေဆောက်မယ်ရေတွင်းရေကန်တွေတူးမယ်ဟာစာချုပ်တွေချုပ်မယ်အောင်မြင်ကြော်ကြတဲ့လုပ်ငန်းတွေလုပ်မယ်ဆိုင်ဘိုးပွဲတွေလုပ်မယ်ဆိုင်ဘုတ်တင်တဲ့အခမ်းအနားတွေလုပ်မယ်အလူတွေလုပ်မယ်မင်္ဂလာလေးဆောင်မယ်ဘဝရဲ့တိုးတက်မဲ့အခြေပြုတဲ့လုပ်ငန်းတွေလုပ်မယ်ဆိုတော့ဒီချိန်မှာအောင်မြင်နဲ့ပြီးဆုံးသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်25 29နေ့မှာရက်ကောင်းရက်တန်တွေဖြစ်တဲ့အတွက်မိမိပြုလုပ်မဲ့ကိစ္စတွေအဲ့ဒီရက်ဒီမှာအဓိကထားပြီးပြုလုပ်မဲ့ဆိုတော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းပြီးဖြစ်ပါကြောင်းနဲ့တနေ့တနေ့ပုံပုံတိုးတက်သွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမိမိသားစုကတော့လူရည်သက်လက်နဲ့မကွာဆို16ရက်နေ့မှာကြာတန်ရော်များဘုံကြီးအောင်ပုံမှန်စွန့်ညိုင်များ22ရက်နေ့မှာလည်းစွန့်ညိုင်များလှူဒန်းပြီးပါပြီဖြစ်ပါရဲ့ဗျာဒါကြောင့်ကျွန်တော်တို့ရွှေညာမိသားစုကနေပြီးတော့ကြီးကျူရတဲ့ပြည်သူတန်းကြတဲ့ပုဂ္ဂိုလ်အသီးသီးအားလုံးတို့ဒီရွှေညာမိသားစုကကြာတန်ကြော်တွေနဲ့ပုံမှန်ဆုံးဝတ်တွေလူတန်းနေတာဖြစ်ပါတယ်ကျွန်တော်တို့ရွှေညာမိသားစုကိုဝိုင်းဝန်းပြီးတော့ကူညီပြီးတော့လူတန်းပေးတဲ့ပုဂ္ဂိုလ်အားလုံးဟာဒီလအတွင်းမှာတော့ကျွန်တော်တို့စုစုပေါင်း3သိန်း1000နဲ့1000တိတိလက်ခံရရှိပါတယ်ဗျာအဲဒီလက်ခံရရှိတဲ့ငွေလေးတွေကိုကျွန်တော်တို့စိုက်ထုတ်ပြီးမှကျွန်တော်တို့ကြာတန်ကြော်များလဲလူတန်းပြီးပါပြီစွန့်ညိုင်များလဲပုံမပြည့်လူတန်းပြီးပါပြီဖြစ်ပါတယ်ဗျာဒါကြောင့်အရင်လားတွေကတော့2သိန်းနဲ့1000ရတာဖြစ်ပါတယ်ဒီလကတော့3သိန်းနဲ့1000ဖြစ်ပါတယ်ဗျာမိတို့ပင်စိုးစကားမှုရွှေချမိသားစုကတော့လူကြီးတဲ့လက်နဲ့မကွာသလိုလူစီဖြစ်တယ်မလူဖြစ်တယ်ပုံမပြည့်လူတန်းသွားပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာဒါကြောင့်ရွှေချမိသားစုကပြုလုပ်တဲ့ခင်ဗျအလှူတွေကြောင့်ရွှေညာမိသားစုကိုကြည့်ရှုကြတဲ့ပြည်သက်လူတန်းကြတဲ့ပုဂ္ဂိုလ်အရွှေတော်8000မြောက်တော့အပေါင်းနဲ့မီးအောင်ဖောင်းဘိုးအောင်ဘွားနဲ့ကျွတ်တန်းဝင်တဲ့ပုဂ္ဂိုလ်အလုံးတို့ဒီရွှေညာမိသားစုကပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုကိုတာရုခေါ်ခွင့်ရပြီးတော့လက်ရှိနေထားတဲ့မြင်းသောမြတ်သောဘဝကိုရောက်ပါသည်
ရောက်ရုံမဟုတ်ဘူးမြင့်မြတ်တဲ့ဘုံရောက်ပြီးတဲ့အခါမှာရွှေညမေမိသားစုကြီးချူရတဲ့ပိဋကလူတိုင်းရတဲ့ပုံကိုအသီးသီးဟာလက်ကြည့်နေထားတဲ့တိုးတက်အောင်မြင်အောင်ကုညီဆောင်ကြောက်နိုင်ပါတည်းသည်ကုညီဆောင်ကြောက်မကလက်ကြည့်နေတာတဲ့အိုးလောကများပွင့်လာအောင်ကုညီဆောင်ကြောက်ပါနိုင်ပါသည်ငွေကြီးများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပါသည်စက်ပစ္စည်းများအစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးစိတ်ချမ်းသာပျော်ရွှင်တာနဲ့ရွှေတဲငွေတွေလည်းနဲ့ပျော်ပွဲရွှင်စွဲတွေမှာပါဝင်ပြီးတော့စာမောတွေဖြစ်ရင်အောင်ပါသည်ယာရုတွေတိုးပါသည်မြေယာတွေပိုင်ဆိုင်ပါသည်သွားသောခီးတွေမှာအနေကင်းပြီးပြောသောစကားများအောင်မြင်ကြကြပါသည်ရိုးအဖို့လိုဒိုးဝကြော်ပြီးကိုယ်ရင်ကိုယ်ရာကိုမိသားစုမှာပြဿနာတွေကင်းပြီးတော့ကိုယ်အိမ်ကိုယ်ရာကိုမိသားစုနဲ့ပတ်သက်တဲ့မှာငွေကြေးများစုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်ပြီးရွှေတဲလဲငွေသက်တဲ့နဲ့ငွေများအမြောက်များနော်သာသနာပြုနိုင်တဲ့သားကောင်းသမီးကောင်းဖြစ်ကြပါသည်ကြောင့်ရွှေညာမင်းမိသားစုကိုစားဆရာငိမ့်မြန်မာပြည်မှာ25ရက်2လ2026ဗုဒ္ဓနေ့တနေ့တာကညမများကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာငိမ့်မြန်မာပြည်ပါဗျာご覧いただきありがとうございます。Thank you very